ဒီနေ့ဟာအသက်ရဲ့တန်ဖိုးထားရဆုံးနေလေးတစ်နေ့ဖြစ်ပေမို့အဲ့ရမှာနိုးထလာကလေးကခါတိုင်းနဲ့မတူပဲရှင်မြူးသွက်လက်နေကမျက်နှာလေးကလည်းပြုံးရှင်နေလေတယ်။ဘာတွေများပြင်ဆင်ထားကြမလဲဆိုတဲ့သိကျင်စိတ်ကြောင့်ခြေချင်းဝေအထိရှိတဲ့ပန်းနုရောင်ခြိသားကောင်းဝင်လေးကိုလဲဝတ်လိုက်ပြီးခြံထဲကိုပြေးဆင်းလာတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အသက်တစ်ယောက်အပျော်ပေါ်အပျော်ဆင်းသွားခဲ့တယ်။ကျေပြန်းတဲ့ခြံဝင်းကြီးထဲမှာအိမ်အနောက်ဘက်ရှိအလုတ်တန်းလျာမှာအမျိုးသားအလုတ်သမားတွေကအသက်ရဲ့မွေးနေ့ဝဲအတွက်မြက်ခင်းပေါ်မှာစပွဲတွေနဲ့ထိုင်ကုန်တွေကိုအစီအီချနေကြပြီးအမျိုးသမီးအလုတ်သမားတွေကတော့အဖြူရောင်ပူပေါင်းတွေကိုကိုစီမောက်ကနေရာအနှံ့အလားဆင်နေကြတယ်။အသက်ရဲ့နှကမ်းပါးလေးတစ်စုံကကျင်းတဲ့နှစ်ချိုင်းစွာပြုံးနေချိန်မှာပဲ Happy birthday ပါမွေးနေ့ရှင်လေးရေ။တာယာကြည်လင်တဲ့အတန်လေးတစ်တန်ကအသက်ရဲ့နားထဲကိုစီးဝင်သွားခဲ့ပြီးအတန်လာရာအနောက်ကိုကတော်ကမျော်လေးလှည့်ကြည့်လိုက်တဲ့အခါတောက်ပတ်ရှင်လက်တဲ့အပြုံးလေးနဲ့လက်နှစ်ဖက်ကိုနောက်ကိုပုတ်ကရက်နေတဲ့ချစ်တငယ်ချင်းလေးကိုတွေ့လိုက်ရလေတယ်။တန်းခီကိုမောင်ခစ်တရားစပုတ်ရှန်အမဲလေးကိုအောက်ကဒူးအထိတာရှိတဲ့ဂျင်းပေါင်းမီလေးနဲ့တွဲဝတ်ထားပြီးစပင်ကလည်းခေါင်းမဖိရသေးသလိုရှုပ်ပွားနေတာကြောင့်အသက်ကပြုံးစီစီမျက်နှာလေးနဲ့သူ့စပင်ကိုကိုင်ကြည့်လိုက်တယ်။နင်ခုမှအိယာကထလာတာလားကြွတ်စုပ်အမေ9 နာရီကလေးကငါနူးနေတာပါငါနေအိမ်သွားတော့မှမလို့တီထားကိုအိမ်လုံးတွေကူးလုပ်ပေးခဲ့ရတာနဲ့ဒီပုံစံဖြစ်သွားတာရှင်းပြီလားရှင်းပါပြီကြွတ်စုပ်ရဲ့ဒါနဲ့နင်ပါတွေနောက်မှာဖွက်ထားတာလေဧကနာငါ့ကိုပြီးမဲ့မွေးနေ့လက်ဆောင်မလားအသက်ကသူ့ကိုကြော်ပြီးအနောက်ကိုလှမ်းကြည့်လိုက်တော့သူကအသက်မမြင်နိုင်အောင်ကိုတစ်ဖက်ကိုရိမ့်လိုက်ရင်နင်မေ့သွားပြီလားငါနင့်ကိုမွေးနေ့လက်ဆောင်ပေးကနေတိုင်းဘာပစ္စည်းလဲဆိုတာမှန်ခမန်းခိုင်းတယ်လေအဲ့တော့ပြီးရောဟာငါခံမန်းမယ်ဒါပေမဲ့နင်သဲလွင်စားတော့ပြပြရမယ်โอเคသဲလွင်စားကဘာလဲဆိုတော့ငါကကြပြတစ်ပုတ်ရစ်ပြမယ်သဲလွင်စားကအဲ့ဒီကြပြထဲမှာပါမယ်တေချာလေးနားထောင်တစ်ခါပဲရစ်ပြမှာသူပေးမဲ့သဲလွင်စားလေးကအထုအဆန့်မှုအသက်ကနားကိုတေချာဆွန့်ထားကရစ်ပြလာမဲ့ကြပြလေးကိုစောင့်စားနေချိန်မှာပဲနုညံ့ပြတ်သားတဲ့အတန်အော်လေးနဲ့ရစ်စုံလိုက်တဲ့မယိုးနိုင်တဲ့ကြပြလေးကိုကြားခွင့်ရလိုက်လေတယ်လေတော်ကအပြန်ပန့်ကျင်တဲ့ခရီးဘူးဆိုလို့မောင်ခူးကပေးမနက်တုံးစီကကြော်စုံကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်နေနဲ့ဂုံတင့်တယ်လေးကြပြလေးဆုံးသွားတော့အသက်ကမေးစီလေးကိုလက်ညှိုးပြင်ပွက်ကတိတိကျကျစဉ်းစားနေမိတယ်ကြပြထဲမှာပစ္စည်းဆိုလို့ခရီးဘူးနဲ့နှင်းစီပွင့်သာပါတာကြောင့်ခစ်တရာပေးမဲ့မွေးနေ့လက်ဆောင်ဟာခရီးဘူးတော့မဖြစ်နိုင်နှင်းစီပန်းသာဖြစ်နိုင်တယ်လို့အသက်ရဲ့အုံနောက်လေးနဲ့စဉ်းစားတွေးခေါ်လိုက်ပြီးအောင်နိုင်သူအပြုံးကိုနှကမ်းပေါ်တွင်ဆင်မြန်းကအခုဆိုရင်တော့ဟော်ဒီကတွေးခေါ်ပညာရှင်ကြီးကအဖြေကိုထုတ်နိုင်လိုက်ပါပြီမောင်ခစ်တရာမင်းကျိုးစားပန်းစားဝတ်ထားတဲ့ပစ္စည်းကတော့နှင်းစီပန်းပဲဖြစ်ပါတယ်ဟုတ်ပါကြောင်းတွေးခေါ်ပညာရှင်ကြီးထုတ်တဲ့အဖြေမှန်လားပါကြောင်းခစ်တရာကနောက်တလို့ပြောင်းတလို့လေးပြောကသူဝတ်ထားတဲ့အဖြူရောင်နှင်းစီပန်းလေးကိုအသက်အားလှမ်းပေးလိုက်တဲ့အချိန်မှာအသက်ရဲ့မျက်လုံးလေးတွေကကျေပွန်လေးတွေနဲ့တောက်ပဆွန့်လက်သွားခဲ့တယ်နှင်းစီပန်းလေးကအဖြူရောင်လေးပဲလှလိုက်တာကျေးဇူးတင်ပါတယ်ခစ်တရာရဲ့လာပြန်ပြီငါတို့နှစ်ယောက်ကြားမှာကျေးဇူးတင်စရာမလိုပါဘူးဆိုဟုတ်ပါပြီဟာငါမေ့သွားလို့ပါဒီတစ်ခါတော့ထားလိုက်တော့နောက်တစ်ခါကျေးဇူးတင်စကားပြောရင်မခေါ်ပဲနေလိုက်တော့မှာနော်နှက်ခမ်းကိုအရှိတို့တစ်ထွာလောက်ဆူထော်ပြီးပြောလိုက်တဲ့ခစ်တရာကြောင့်အသက်တယောက်အားရပါးရရေမောလိုက်မိတယ်ခစ်တရာမင်းဆိုတဲ့ခင်မင်ရင်းနှီးစရာချစ်ခင်တနာစရာတငယ်ချင်းလေးဟာအသက်ကိုရေမောစေရန်တနေ့တစ်မျိုးမယိုးရအောင်ဆန်းဆောင်ပြီးတဲ့ကောင်လေးတယောက်ပင်ဖြစ်လေတယ်အသက်အနာမှာသူရှိနေရင်အမြဲတမ်းပျော်ရွှင်နေရတယ်ကိုမျိုးမင်းဒါကျွန်တော်ရဲ့တဦးတဲ့သောသမီးလေးတက်ထက်မြတ်နိုးလေဒီနေ့ကိုရန်ဆိုတော့ခမရဲ့သားထက်တော့ငယ်မဲထင်တယ်ဖေဖေကအသက်ကိုပွေးဖက်ပြီးသူ့မိတ်ဆွေဦးမျိုးမင်းဆိုတဲ့ဦးလေးကြီးနဲ့မိတ်ဆက်ပေးနေတော့အသက်ကအလိုက်တင်လေးပြန်ပြုံးပြရင်ထိုဦးလေးကြီးရဲ့ဘေးနာကကောင်လေးကိုလည်းငဲ့ကြည့်မိတယ်ထိုကောင်လေးကအသားဖြူဖြူအရက်ရှည်ရှည်ဖြစ်ပြီးစာကြံများလို့ပေးလားဂိမ်းကစားများလို့ပေးလားတော့မသိပါဝါမျက်မှန်အထူကြီးကိုတက်ထားလေတယ်ဟုတ်တယ်ဗျ
တားကဒီနှစ်10တန်းလေအစကတော့တားကိုဘော်ဒါထားမလို့ပဲသူကပုံမှန်အတိုင်းပဲကြောင်းတက်ချင်နေဆိုတာနဲ့မထားပြစ်တော့တာဒါနဲ့ခမရဲ့သမီးကိုရောနောက်နှစ်ဘော်ဒါထားမှာလားသမီးကတော့ဘော်ဒါတက်ချင်နေပြောတာပဲကျွန်တော်တို့ကမခွဲနိုင်ပေမဲ့သမီးလေးရဲ့ပညာရေးလည်းဖြစ်သူကိုယ်တိုင်ကလည်းတက်ချင်နေဆိုတော့ထားပြရမှာပေါ့ဖေဖေတို့ပြောနေတဲ့စကားတွေကိုနားထောင်နေရင်ပြင်းလာကဟိုးတီတီကြည့်နေချိန်မှာပဲတယောက်တည်းရောင်လဲလဲဖြစ်နေစားတဲ့ခစ်တရာကိုတွေ့သွားခဲ့လေတယ်ဖေဖေဟိုမှာခစ်တရာတယောက်တည်းဖြစ်နေလို့သမီးသူ့စီသွားလိုက်အောင်မယ်အေးသမီးဖေဖေတံမခွင့်ပြုချက်ရတာနဲ့ခစ်တရာစီကိုအသက်လှကနေပြေးသွားကဟိတ်အသက်နင်းဘယ်တွေပြောင်းနေတာလဲငါပြည့်နင်းကိုလိုက်ရှာလိုက်ရတာဟိုဘက်မှာဖေဖေကသူ့မိတ်ဆွေတယောက်နဲ့မိတ်ဆက်ပေးနေလို့ပါဟာကဲလာနင်းအကြိုက်ဘဲကင်နဲ့ခောက်ဆဲကြော်တွေအများကြီးမှာထားတယ်ဘိုက်ပေါက်ထအောင်သာစားပြီးတော့အသက်ကခစ်တရာရဲ့လက်ကိုဆွဲပြီးစပွဲဝိုင်းအလွတ်တစ်ခုစီခေါ်လာပြီးဘဲကင်နဲ့ခောက်ဆဲကြော်ပကံတွေကိုယူလာပေးတယ်ခစ်တရာကလည်းအသက်ယူလာသမျှကိုအားရပိုင်းရစားနေရင်မှပလုတ်ပလောင်းနဲ့ငါ့အိမ်မှာဆိုလေဒီလိုဘဲကင်နဲ့ခောက်ဆဲကြော်စားရဖို့နေနေတာစက်သားရင်ကိုတောင်တစ်ခါတလေမှချက်တာဟာအေးအဲ့ဒါကြောင့်ငါမွေးနေ့မှာနင်ကြိုက်တဲ့ဘဲခင်ကိုရွှေဘဲကနေတမင်မှာထားတာနင်ကြိုက်တဲ့လောက်သာအဝတီးစိတ်ချမွေးနေ့ရှင်ကျွေးရကြုံနဲ့အောင်တိပြစ်မှာအသက်ကမေးလေးထောက်ပြီးခေါက်ဆဲကြော်အားတလုတ်ပြီးတလုတ်စားနေတဲ့အစားမတ်တဲ့ကောင်လေးကိုအတန်ကြာတဲ့အထိငေးကြည့်နေမိတယ်ခစ်တရာနင်ကလေတကယ်ကလေးလေးတယောက်လိုဘာကိုမှဟမ်မဆောင်တပဲအမြဲတမ်းအပြစ်ကင်းစင်နေလိုက်တာငါအတွက်တော့နင်ဟာတက်တာအတွက်တန်ဖိုးထားစရာအဖြူရောင်နှင်းစီပန်းလေးလိုပါပဲဒီနေ့ကကိုရန်အတန်းတင်စာမွေးဝဲကြီးရဲ့နောက်ဆုံးဘာသာရပ်ကိုဖြည့်ဆို့မဲ့နေမှုအသက်ရောခစ်တရာပါမျက်နှာလေးတွေကပြုံးရွှင်နေပြီးအတိုင်းမသိဝမ်းသာပျော်မြူးနေကြလေတယ်ခစ်တရာနဲ့အသက်ကစာမွေးဝဲဖြည့်ရတဲ့အခန်းချင်းမတူတာမို့စာမွေးဝဲဖြည့်ပြီးချင်းခစ်တရာကအသက်တို့အခန်းဝါမှာစောင့်နေကမိခွန်းဆောင်ရွက်လေးကိုကင်ပြီးခြေလန်းတက်တက်လေးတွေနဲ့ထွက်လာတဲ့အသက်ကိုစီးပြီးမေးလိုက်လေတယ်အသက်ဘလို့လဲနင်းစာမွေးဝဲဖြည့်နိုင်နေမလားဖြည့်နိုင်တာပေါ့ဟာဒီရုပ်ကိုတခြားကြည့်ထားတက်ထက်မြက်နိုးတဲ့တက်တည်းရှိတယ်နှစ်သက်ရှိရင်ပြောပါအောင်နှစ်သက်ရှိရင်ဘာဖြစ်လဲနှစ်သက်ရှိရင်နင်းတငယ်ချင်းမဟုတ်တော့ဘူးလို့အသက်ကပြောင်ဆက်ဆက်မျက်နှာလေးနဲ့ပြန်ဖြေလိုက်ပြီးမိခွန်းဆောင်ရွက်လေးတွေကိုတေးသေးချာချာခောက်ပြီးကြောဘိုးရီထဲကိုထည့်ကခစ်တရာနင်ရောဖြေနိုင်တယ်မလားဒီလောက်ပြုံးနေပုံထောင်ရင်တော့မဖြေနိုင်မဲနေမလားအသက်ရငါရမ်းတွေဖြေနိုင်နေလို့ငါ့ကိုငါတောင်အထင်တွေစစ်ကြည့်နေတာအသက်လူကြီးလေကြီးလေကျဲနိုင်နေတဲ့ခစ်တရာကိုကြည့်ရင်အမြင်ကပ်စွာအသက်မျက်နှာလေးရှုံမဲ့လိုက်တယ်လာပြီမောင်ခစ်တရာတို့ရဲ့အကြွားယောဂစလာပြန်ပြီဒီမှာနင်မက်ထားဖို့ကငါပါနင့်လိုအရန်ဖြေနိုင်နေဆိုတာပဲသိပ်ပြီးကြွားမနေနဲ့သူနဲ့ဘေးချင်းရှင်ပြီးရှောင်နေရမှာမကြင်မနှက်နဲ့ကြော်တက်သွားပြီးကျောင်းရှိမှာကြိုးဆောင်နေတဲ့ကားပေါ်ကိုပြေးတက်လိုက်တဲ့အသက်ကြောင့်ခစ်တရာကအားရပါးရရင်မောရင်သူ့ဘာကားထဲဝင်ထိုင်လိုက်တယ်ငါ့ကိုကြည့်လို့မရတဲ့ကောင်မလေးကိုကြည့်လို့ရအောင်ဘယ်လိုလုပ်ရပါမလဲဆိုတော့ဟုတ်ပြီခစ်တရာကကြောဘိုးရီထဲသို့လက်နိုင်လိုက်ပြီးပြန်ထုတ်လိုက်တဲ့အချိန်မှာသူ့လက်ဖွားထဲမှာပူရှင်းပီကယ်လေးတစ်ခုပါလာတယ်အသက်ဒီကိုကြည့်လိုက်တရွေ့ရွေ့သွားနေတဲ့ကားရဲ့ပတင်းပေါက်လေးမှာခေါင်းပြူရင်းအပြင်ဘက်ကိုငေးမောနေတဲ့ အသက်ကခစ်တရာရဲ့ခေါ်တန်ကြားတဲ့အချိန်မှာမျက်လုံးတွေကသူ့စီကိုချက်ချင်းရောက်လာခဲ့တယ်။တန်ဒါပါလေခစ်တရာကပီကယ်လေးကိုလေထဲမှာဝေယမ်းပြပြီးနောက်ပြောင်နေချိန်မှာပဲအသက်ကလက်သက်စွာထိုပီကယ်လေးကိုစက္ကနဲလူယူလိုက်ပြီးခဲဘက်ကိုခွာကတမြုပ်မြုပ်ဝါနေလိုက်လေတယ်။ခစ်တရာကတော့ပီကယ်မြင်လေမစားဘဲမနေနိုင်တဲ့တငယ်ချင်းမလေးကိုကြည်ရင်ပြုံးနေကြရလေတယ်။အသက်ရဲ့မျက်ဝန်းအိမ်တွေမှာမျက်ရည်စက်တို့ကအတော်မတတ်နိုင်အောင်ပင်ဖြူနုနေတဲ့ပါးပြက်နှစ်ဖက်ပေါ်ကိုတသွင်သွင်စီးကြနေခဲ့လေတယ်။ပြုံးလွင်မှာအသက်ဘော်ဒါသွားနေရမှာကိုကြိုသိတော်လဲအခုလိုတမိသားစုလုံးရန်ကုန်ကနေ
ပြုံးလွန်ကိုအပြစ်ပြောင်းရှိဖို့ကတော့အသက်လုံးဝကြုံမသိထားရတဲ့ကိစ္စတစ်ခုမို့ရုတ်တရက်လက်ခံနိုင်ဖို့ဆိုတာဘလို့နည်းနဲ့မှမဖြစ်နိုင်ပြီးတော့ခစ်တရာအသက်အလွန်ချစ်ခင်တွေ့တာရတဲ့တငယ်ချင်းလေးကိုလည်းလုံးဝခွဲမသွားနိုင်နှစ်ချီတွေ့လာကလေးဘဝကလေးကတအူးကိုတအူးလက်ပင်ဖက်ပြီးပေါင်းလာကြသူတွေမို့အခုလိုသစိမ်းဆန်ဆန်ထားကြရဖို့ကိုအသက်ရဲ့နှလုံးသားကလက်မခံနိုင်သည်မှာတေချာနေတယ်ဖေဖေနဲ့မေမေခုလိုစီစဉ်ထားတာကသမီးလေးမမွေးခင်ကလေးရပါကွယ်ဖေဖေနဲ့မေမေတို့ရဲ့နောက်ဆုံးအချိန်လေးတွေကိုအေးချမ်းသာရတဲ့မိမျိုးလေးမှာပဲအချိန်ကုန်သွားတော့မယ်ဆိုပြီးတော့ခြံတဲ့အိမ်ကိုအစောကြီးကလေးကကြိုဝဲထားခဲ့တာအစကတော့သမီးလေးကြောင်းပြီးမှပြောင်းကြမလို့ပါပဲဒါပေမဲ့သမီးဖေဖေရဲ့နှလုံးရောဂါကလည်းပို့ပို့ဆိုးလာတော့ခုလိုမြ мян ဆန်ဆန်သွားရတာပေါ့သမီးလေးရဲ့မျက်ရည်လေးဝဲကရှင်းပြနေတဲ့မိမိကိုတနာလာမိတာကြောင့်အသက်ရဲ့မျက်ရည်တွေကိုလက်ခုံဖြင့်ခက်ကြမ်းကြမ်းပွတ်တုံလိုက်ပြီးဟုတ်ကဲ့ပါမိမိရုတ်တရက်ဆိုတော့သမီးလည်းအံ့ဩသွားလို့ပါတကယ်တော့ဖေဖေကျမ်းမာရေးကသာသမီးဘဝအတွက်အရေးကြီးဆုံးပါမိမိတို့စီစဉ်သမျှကိုသမီးလက်ခံပါတယ်မိမိစိတ်မစင်းရဲစီရန်အတက်နိုင်ဆုံးငိုချင်စိတ်ကိုထိန်းထားတော့လဲစကားအဆုံးမှာအတန်ဟာအဖျားခက်ပြီးတုံသွားကမိမိကိုကြော်ခိုင်းပြီးလှည့်ထွက်လိုက်တာနဲ့အသက်ရဲ့မျက်ရည်တစ်စက်ကပေါက်ကနေလွင့်ကြည်သွားခဲ့ရလေတယ်တကယ်တော့ခစ်တရာကိုခွဲသွားဖို့အသက်ရဲ့နှလုံးသားကလက်မခံနိုင်တော့လဲအသက်ရဲ့အုံနောက်ကတော့လက်ခံလိုက်တာကိုတော့အသက်တယောက်တည်းကသာသိနေခဲ့လေတယ်ခစ်တရာငါနဲ့ကိုပြောစရာရှိတယ်နေရလဲဟာပြောစရာရှိတာကိုများစကားပလင်ခံနေသေးတယ်ကဲပြောဘာပြောမလို့လဲအသက်တို့နှစ်ယောက်ရဲ့အနာဂတ်ကိုဘာမှမသိရှာသေးတဲ့ခစ်တရာကပေါ့ပေါ့ပါပါလေးပြန်ပြောလိုက်တော့အသက်ကရီဝေနေတဲ့မျက်ဝန်းတွေနဲ့ခစ်တရာကိုစိုက်ကြည့်ကငါတို့အိမ်ပြောင်းတော့မယ်ခစ်တရာဘာခစ်တရာကဓာတ်လိုက်ခံလိုက်ရတဲ့လူတစ်ယောက်လိုတုံရီသွားကအသက်ကိုပြန်ကြည့်နေတဲ့သူ့မျက်ဝန်းတွေကအံ့ဩခြင်းကိုပြောင်းလဲသွားခဲ့တယ်နင်တို့ကဘယ်ကိုပြောင်းမှာလဲပြီးတော့ဘာလို့ပြောင်းမှာလဲငါတို့ပြုံးလူကိုပြောင်းတော့မှာငါအဖေရဲ့နှလုံးရောဂါကြောင့်မဖြစ်မနေပြောင်းရမှာငါလေလုံးဝမပြောင်းဘူးလို့ညှင်းပစ်ချင်နေဆိုတာနင်းသိလားခက်တရားဒါပေမဲ့ငါဘလို့စကလုံးတွေတုံပြီးညင်းရမှာလဲဖေဖေယောဂါကြောင့်ဆစ်ဆင်းရဲနေရရှာတဲ့မိမိကိုရောယောဂါတဲ့ဖေဖေကိုရောငါဘလို့လုပ်ပြီးညင်းရမှာလဲခက်တရားရဲ့နင်အခုကြုံနေရတဲ့အခက်အခဲကိုငါနားလဲပါတယ်ဟာနင်ငါနဲ့မခွဲချင်လဲခွဲရတော့မယ်ဆိုတာကိုငါသိပါတယ်ဒီကံတရားကိုငါတို့နှစ်ယောက်လုံးတွန်းလှန်ပြစ်လို့မရတာလဲငါသိပါတယ်အသက်ဒီတော့ငါနင့်ကိုပြောချင်တာတစ်ခုကငါတို့ပညာတွေစုံလို့ကိုချီတော့ဘော်ကိုရက်တည်နိုင်တဲ့နေ့ကြရင်ငါတို့နှစ်ယောက်ပြန်တွေ့ကိုတွေ့နိုင်ရမယ်နင်အခုဘာမှစိတ်ညစ်မနေနဲ့တော့နော်မျက်ရည်တွေလည်းတုပ်လိုက်တော့အသက်ကိုမျက်ရည်တုပ်လိုက်လို့ပြောတဲ့သူကအသက်ပင်တုပ်ချိန်မရလိုက်ပဲသူ့လက်တစ်ဖက်ကဆန်တန်းလာကမျက်ရည်တွေကိုညင်သာစွာလာတုပ်ပေးနေတယ်နင်နှာခေါင်းကမှနှစ်ချီးတွေအများကြီးပဲဟာတုပ်လိုက်အောင်လေဟင်းငါရွင်နေနင်းတုပ်ပေးပြီးရောအဲ့ဒါဆိုညစ်ချလိုက်နှစ်ချီးတွေအများကြီးပဲနင်နှာခေါင်းထဲမှာဘာလို့အဲ့ဒီလောက်တောင်တိမ့်ထားရတာလဲနောက်ဆိုမညစ်တတ်ရင်ငါ့ကိုပြောငါညစ်ပေးမယ်ဟုတ်ပြီလားနိုးစီမလေးအသက်ငယ်ငယ်ကနှာဆင်းနေလို့နှာခေါင်းဝမှာနှာရည်တွေပြုတ်ဖြစ်နေတာကိုမရွေမရှာပဲညှစ်ပေးခဲ့ပြီးမှနိုးစီမလေးလို့ကင်မွန်းတက်ပေးခဲ့တဲ့ခစ်တရာရဲ့ကလေးပုံလေးကိုပြန်တွေးကြည့်ရင်အတန်ထွက်ရေးလိုက်မိတာကြောင့်ခစ်တရာကမျက်ခုံးပြင်ပြီးကြည့်လာတယ်ငငယ်တုန်းကနင်ငါနှစ်ရည်တွေလာကြည့်ပေးပြီးတာနဲ့ငါ့ကိုလည်းနာမည်ကင်မွန်းတက်ပေးလိုက်သေးတယ်နိုးစီတွေအများကြီးထုတ်တဲ့နိုးစီမလေးတဲ့ဟုတ်ပါအဲ့ဒီတော့ကနင်တကယ်ပဲနိုးစီတွေအများကြီးထုတ်ခဲ့တာလေလက်တလောနာကျင်မှုတွေကိုခဏတာပြောက်ကအားရပါရရေမောလိုက်ရတဲ့အခိုက်အတန့်အချိန်လေးဟာအသက်တို့နှစ်ယောက်ရဲ့ခံစားချက်တွေကိုတက်တာစေရန်ဖြေရော့ပြီးခဲ့တာကတော့အမှန်ပင်ဖြစ်လေတယ်